လိုလာပြီနော်မုတ်ဆိုးမိုက်တော့ငါတို့သုံးဖို့လိုလာပြီစသဖြင့်သူ့ရဲ့နော်သုံးရမယ့်ဟာတွေရှိအမှုတော်ဆောင်တွေအတွက်သုံးဖို့လိုလာပြီဆိုတော့ဒီဟာကိုသုံးရတာဖြစ်တယ်အာမင်ကျွန်တော်တခုပြောပြမယ်လူကိုပေးတယ်ဒီနောက်နည်းနည်းတော့ tricky ရှိတယ်ဒါပေမဲ့နည်းနည်းလေးပြောပြခြင်းတယ်သင်ကကျွန်တော်ကိုဆိုပါစို့တယောက်ကဆယ်ဖို့လို့လာပြီဒါဆရာကျမ်းစာထဲမှာပြောတယ်လေဝိကိုဆယ်ဖို့လို့ပေးရမယ်ဆိုတော့တိတ်လဲရှင်းပြဖို့အချိန်မရတော့သူကပေးလိုက်တယ်ဆိုပါစို့တသိန်းတော့ဒါသူ့ရဲ့ဝင်ငွေ10သိန်းရှိလို့နေမှာပေါ့လာက10သိန်းထုတ်လာတယ်တသိန်းပေးတယ်ကျေးဇူးတင်တဲ့ဘုရားကောင်းကြီးပေးပါစေဆိုတော့ကျွန်တော်ရဲ့ပုံမှန်တစ်နှစ်လောက်တွင်းမှာအမြဲတမ်းလို့ရနေတဲ့ဆယ်ဖို့တို့ဒီတသိန်းပတ်ဝန်းကျင်ဆိုပါစို့ဒါပေမဲ့တရက်တော့လူတယောက်ကရောက်လာတယ်သူကစီးပွားရေးလုပ်ငန်းရှင်ဖြစ်နိုင်တယ်သူအထောက်ထုံးနဲ့ကျွန်တော်စီရောက်လာပြီဆရာလေဝိဖြစ်တယ်ဆရာကြီးပရောကြီးဖြစ်တယ်ကျမ်းစာတိုင်းမှာကျွန်တော်ဆရာကိုပေးခြင်းတယ်ရော့သိန်း100ဆယ်ဖို့တို့တန်းနေရွယ်လေးကထောင်းလာပြီဆယ်ဖို့တပိုးသိန်း100ငါလွန်ခဲ့တဲ့9နှစ်10နှစ်အမှုဆောင်လုပ်ခဲ့တာငါလက်ထဲကိုဆယ်ဖို့တပိုးပေးခဲ့တဲ့လူအားလုံးကတသိန်းပတ်ဝန်းကျင်ပဲပေးခဲ့တယ်ဒီတယောက်ဆယ်ဖို့တပိုးကိုတခါတည်း100ပေးနိုင်လောက်တီးလူကဘာလုပ်လဲအန်တနာလေးကလှဲ့သွားပြီဘုရားပဲမလှဲ့ဘူးနော်အဲ့စီးပွားရေးသမားပဲလှဲ့သွားတာငွေကိုကင်ထားတဲ့လူပဲလှဲ့သွားဘာဖြစ်လဲဒီနှလုံးသားစာယိုယွင်းလာပြီဟယ်လိုအဲ့တော့စဉ်းစားကြည့်အဲ့တယောက်ကနေမကောင်းလို့ဖုံးဆိုင်တခါလေးနေချင်းညချင်းဟိုရောက်သွားမယ်ဆုတောင်းပေးဟာလေလုယာနေကောင်းလားအဆင်ပြေလားအလိုရရှင်ပြောနော်ဒါပေမဲ့ဟိုမှာသူ့ကိုတခါမှဆယ်ဖို့တော့မပေးနိုင်နဲ့စင်ရသားတယောက်ကဖုံးဆက်တယ်ဆရာလာပြီးတော့နော်ဆုတောင်းပေးပါဟာဆရာမအားသေးဘူး Come on အဲ့လိုမျိုးငွေကြေးအပြင်ကြာဆုံးတော့အမှုတော်ဆောင်တွေအများကြီးရှိတယ်ဒါကြောင့်မို့ဒီနေ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကိုအချင်းဟာကျွန်တော်တို့အားလုံးအမှုတော်ဆောင်တွေအားလုံးအတွက် important မှ quick နော် safety ပေါ့ပြောမလို့အပြင်မှာ safe ဖြစ်တဲ့ကိစ္စတစ်ခုဖြစ်တယ်ဒါကြောင့်ကျေးဇူးပြုကျွန်တော်တို့လည်းကိုညီကြပါဒီကလည်းပြောခြင်းတယ်ကျေးဇူးပြုဆယ်ဘုတ်ဘုတ်ဆိုစောတိဟာကိုလာမပေးနဲ့စူဇန်နာကိုလာမပေးနဲ့ဆရာတက်တက်ကိုလာမပေးနဲ့သင်တို့ရဲ့အိမ်လို့သင်တို့ခံစားရတဲ့အဲ့ဒီဝိညာဉ်ရေးရမိသားစုအဲ့ဒီအသင်းတော်မှာသွားပါဝင်ပါကျွန်တော်လည်းကျွန်တော်အမှုဆောင်တဲ့အသင်းတော်ကနေကျွန်တော်ကိုခွဲခံပေးလိမ့်မယ်ဆရာစောတိကတော့ဒီလောက်ရတဲ့ရထိုက်တယ်ရပြီတော်ပြီကျွန်တော်မှစားစရာကျွန်တော်မှဝတ်စရာကျွန်တော်မှနေလုံလောက်တဲ့အမှုဆောင်ဝင်အတွက်လုံလောက်တဲ့ကျွန်တော်အတွက်နော်တင်တင်လျောက်ပတ်တဲ့အရာရှိရပြီပိုရှန်ပြန်ပြီးတော့ပေးအောင်မယ်လေဘာကြောင့်ကျွန်တော်ကဆယ်ဘရိုဆိုငါ့ကိုပေးလို့ငါကရေပရောကြီးမင်းနဲ့မှရိုးရိုးမဟုတ်အကြီးဖြစ်တယ်ဆရာတိုက်တဲ့ချက်အကိုလည်းဖြစ်တယ်အဲ့တော့ငါအကြီးဆုံးငါ့ကိုပဲပေးဆိုတော့အသင်းတော်မှာအကျွယ်ဝချမ်းသာဆုံးကစောတီယာဖြစ်သွားဟယ်လိုအဲ့တော့စောတီယာထောင်လောက်လာဩတကယ်ပြောတာဘာရှိတယ်သူမှငွေရှိသွားပြီလေထောင်လောက်လာပြီပေါ့သူကကျွေးမယ်သူကပေးမယ်ဆိုသူ့နာမှာလူတွေဝိုင်းနေမှာပေါ့ခမောအဲ့တော့ကျွန်တော်ရဲ့ empire ကိုကျွန်တော်တိဆောက်လို့ရသွားပြီဘာအားဖြင့်လဲဆယ်ဘိုးတို့အားဖြင့်ဖျားရှင်သူ့ရဲ့နိုင်ငံတော်ကိုတည်ထောင်စေချင်တာကျွန်တော်အားဖြင့်နိုင်ငံတော်ဆိုတာက